အားလုံးပဲမင်္ဂလာပါခင်ဗျာ Fact Forge YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အတော်လေးအရေးကြီးပြီးလက်တလောကပ္ပသတင်းတွေနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့အကြောင်းအရာတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ Iran Israel စီးရေးတင်မာမှုကမ္ဘာအာဏာပြိုင်ဆိုင်မှုနောက်ပြီးအဲ့ဒီကြရက်တွေကအာရှအထိဘလို့ရိုက်ခတ်လာတယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမှန်တကယ်ပြောရရင်အရှေ့အလဲပိုင်း data ဆိုတာဒီနေ့တင်မီးလောင်နေတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာကတည်းကကမ္ဘာနိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေထဲမှာအမြဲတမ်းတင်းမာနေတဲ့ data တစ်ခုအဖြစ်ရပ်တည်လာခဲ့တာပါဒီ data ရဲ့ပြဿနာကိုနားလည်ခြင်းလက်တလောဖြစ်နေလာတွေကိုပဲကြည့်လို့မရပါဘူးသမိုင်းနောက်ခံတွေအယူဝါဒဆိုင်ရာပဋိပက္ခတွေကိုပါတခါတည်းတွဲပြီးစဉ်းစားမှပဲအခြေအနေကိုမှန်မှန်ကန်ကန်မြင်နိုင်မှာဖြစ်ပါတယ်ပထမကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာ Ottoman Empire ပြိုကွဲသွားခဲ့ပါတယ်အဲ့ဒီနောက်အနောက်နိုင်ငံတွေကကိုယ်အကျိုးစီးပွားအတွက်နေနမိတ်တွေကိုကိုလိုချင်တယ်လို့ဆွဲခဲ့ကြပါတယ်လူမျိုးရေးဘာသာရေးယဉ်ကျေးမှုတွေကိုမစင်စားပဲဆွဲထားတဲ့အဲ့ဒီနေနမိတ်တွေကပဲဒီနေ့အထိအရှိအလဲပိုင်းပဋိပက္ခတွေရဲ့အမိအထည်ကျန်နေစေပါအဲ့ဒါကြောင့်ပဲဒီဒေတာဟာကမ္ဘာအန်ဒီရဲ့အရှိဆုံးဒေတာတွေကတစ်ခုဖြစ်လာခဲ့တာပါ1948ခုနှစ်မှာအစ္စရေးနိုင်ငံတည်ထောင်ခဲ့တာကတော့အရှိအလဲပိုင်းပဋိပက္ခတွေကိုမီးတောက်စေခဲ့တဲ့အချက်ကြီးတစ်ချက်ပါပဲအဲ့ဒီနောက် Arab Israel စစ်ပွဲတွေဆက်တိုက်ဖြစ်လာပြီးဒေသတွင်းနိုင်ငံတွေကြားမှာမယုံကြည်မှုနဲ့မုန်းတီးမှုတွေနှက်ဆိုင်လာခဲ့ပါတယ်ဒီလိုအခြေအနေတွေကြားမှာ Israel နိုင်ငံကလုံခြုံရေးကိုအဓိကထားတဲ့နိုင်ငံရေးနဲ့စစ်ရေးမူဝါဒတွေကိုချမှတ်လာပြီးအနောက်နိုင်ငံတွေအထူးသဖြင့် American နဲ့အရန်နီးကပ်တဲ့မဟာမိတ်ဆက်ဆံရေးကိုတိစောက်လာခဲ့ပါတယ်တစ်ဖက်မှာတော့ Iran ကိုကြည့်အောင်1989ခုနှစ်အီရန်တော်လှန်ရေးနောက်ပိုင်းမှာအီရန်ဟာဘာသာရေးအခြေခံနိုင်ငံရေးစနစ်ကိုလက်ခံလိုက်ပြီးအစ္စရေးကိုတရားဝင်အတိအမှတ်မပြုတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။အီရန်ဘက်ကကြည့်ရင်အစ္စရေးဟာအနောက်နိုင်ငံတွေရဲ့ကိုယ်စားလှယ်လိုပဲမြင်ပါတယ်။ဒါပေမဲ့အစ္စရေးဘက်ကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဒေတာတွင်အင်အားချဲ့ထွင်မှုတွေကိုကိုယ်နိုင်ငံတည်ရှိမှုအတွက်ချင်းချောင်နေတဲ့အန်ဒီယေကြီးအဖြစ်သဘောထားထားပါတယ်။ဒါကြောင့်ပဲအီရန်-အစ္စရေးစန့်ကျင်ရေးဟာနယ်မြေပြဿနာတစ်ခုထက်ပိုပြီးအယူဝါဒလုံခြုံရေးနဲ့ဒေတာတွင်အာဏာပိုင်ဆိုင်မှုတွေပေါင်းစပ်ထားတဲ့ပဋိပက္ခကြီးတစ်ခုဖြစ်လာတာပါ။ရခိုင်နှစ်တွေမှာတော့အီရန်နဲ့အစ္စရေးကြားထိတွေ့မှုတွေဟာဆီးရီးယား၊လက်ဘနွန်လိုနိုင်ငံတွေမှာ proxy စစ်ပွဲပုံစံနဲ့ပဲဖြစ်လာခဲ့ပါတယ်။အီရန်ကမဟာမိတ်အဖွဲ့တွေကိုအတောင်းချပြီးအစ္စရေးကိုဖိအားပေးခဲ့တယ်လို့အစ္စရေးလည်းလေကြောင်းတိုက်ခိုက်မှုတွေလိဝတ်စစ်စင်ရေးတွေနဲ့အီရန်ရဲ့အင်အားချဲ့ထွင်မှုကိုတားဆီးလာပါတယ်။ဒါပေမဲ့လက်တလောအခြေအနေကိုကြည့်ရရင်တော့မမြင်ရတဲ့စစ်ပွဲပုံစံကတိုက်ရိုက်ထိတွေ့မှုစီကိုတဖြည်းဖြည်းရိရောက်လာနေပြီးဒါဟာကမ္ဘာနိုင်ငံရေးအတွက်တကယ်ကိုစိုးရိမ်ဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်လာနေပါတယ်။ဒီပြဿနာကိုဒေတာတွင်းပြဿနာတစ်ခုအဒီတွဲမထားနိုင်တော့တဲ့အကြောင်းရင်းကတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေပါဝင်လာတဲ့အတွက်ပါ။အမေရိကန်ကအစ္စရေးရဲ့လုံခြုံရေးကိုကာကွယ်ဖို့စစ်ရေးစီးပွားရေးတန်တမာရေးအထောက်အပံ့တွေစစ်တိုက်ပေးနေပါတယ်။တစ်ဖက်မှာတော့ရုရှားနဲ့တရုတ်တို့ကအီရန်နဲ့ဆက်ဆံရေးကိုတိုးမြှင့်ပြီးအမေရိကန်ဦးဆောင်တဲ့ကမ္ဘာအာဏာစနစ်ကိုတံပြန်ချိန်ညီဖို့ကိုကြိုးစားလာကြပါတယ်။ဒီအခြေအနေကြောင့်လေအရှေ့အလဲပိုင်းဟာဒေတာတွင်ပြဿနာတစ်ခုမဟုတ်တော့ပဲကမ္ဘာအာဏာပြိုင်ဆိုင်မှုရဲ့အဓိကကွင်းပြင်တစ်ခုဖြစ်လာနေတာပါ။ဒီစစ်ရေးတင်းမာမှုတွေကနိုင်ငံရေးနဲ့စစ်ရေးပဲမဟုတ်ပါဘူး။ကမ္ဘာစီးပွားရေးနဲ့စွမ်းအင်စနစ်အပေါ်ကိုပါတိုက်ရိုက်ထိခိုက်လာပါတယ်။အရှိအလဲပိုင်းဟာကမ္ဘာရေအနေနဲ့တဘာဝတက်ညောထုတ်လုပ်မှုရဲ့အချောက်အားဖြစ်တဲ့အတွက်စီးရေးအန်ဒီရဲ့တစ်ခုရှိလာနဲ့ရေနေစေးချက်ချင်းတက်လာနိုင်ပါတယ်။အဲ့ဒီရေနေစေးတက်မှုကတဲယူပူဆောင်ရေးစရိတ်တွေကုန်ထုတ်လုပ်မှုစရိတ်တွေကိုတဆင့်ပြီးတဆင့်တက်လာစေပြီးလူထုဘဝအပေါ်ဖိအားကြီးလာစေပါတယ်။အထူးသဖြင့်အာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေကစွမ်းရည်ကိုအရှေ့အလဲပိုင်းပေါ်အလွန်အတင်မီးကိုနေရတဲ့အတဲ့ကြောင့်ဒီကြရက်တွေကိုပိုပြီးခန်းစားရနိုင်ပါတယ်။အာဆီယံနိုင်ငံတွေအတွက်ဆိုရင်ကုန်စည်နှုန်းဖောင်းပွားမှုစီးပွားရေးမတည်ငြိမ်မှုတွေပိုပြီးပြင်းထန်လာနိုင်ပါတယ်။ဒီထဲမှာမြန်မာနိုင်ငံအပေါ်တက်ရောက်မှုကလည်းလုံးဝမလေးနက်တာမဟုတ်ပါဘူး။မြန်မာနိုင်ငံဟာရေနေနဲ့လောင်စမ်းစီကိုတင်သွင်းထုံးဆွဲနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ရေနေစေးတက်လာရင်ဒေယူပို့ဆောင်ရေးစရိတ်တွေကုန်စည်နှုန်းတွေတက်လာပြီးလူထုဘဝကိုတိုက်ရိုက်ဖိအားကြီးလာနိုင်ပါတယ်။ထို့နောက်ပြင်အရှိအလဲပိုင်းနဲ့ပင်လေကွေ့နိုင်ငံတွေမှာအလုတ်လုပ်နေတဲ့မြန်မာနိုင်ငံသားအလုတ်သမားတွေအတွက်လည်းဒေတာတွင်းမတည်ငြိမ်မှုတွေကအလုတ်အကောင်းနဲ့ဝင်ငွေအပေါ်တက်ရောက်မှုဖြစ်လာနိုင်ပါတယ်။အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ Iran Israel စီးတင်ပါမှုဟာအရှိအလဲပိုင်းတစ်ခုတည်းရဲ့ပြဿနာမဟုတ်တော့ပါဘူး။ကမ္ဘာနိုင်ငံရေးစီးပွားရေးလုံခြုံရေးစနစ်တစ်ခုလုံးကိုထိခိုက်လာနိုင်တဲ့ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်လာနေပါတယ်။
ဝေးတဲ့ဒေသမှာလောင်နေတဲ့မီးဟာနောက်ဆုံးမှာတော့ကမ္ဘာစီးပွားရေးလမ်းကြောင်းတွေကနေတဆင့်အရှေ့တောင်အာရှနဲ့မြန်မာနိုင်ငံအထိမီးကုန်းရောက်လာနိုင်ဆိုတာကိုဒီနေ့အခြေအနေတွေကပြသနေပါတယ်။ဟုတ်ကဲ့နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာသတင်းအချက်အလက်တွေအထွေတော့ဗဟုသုတတွေကိုနားထောင်ကြနေဆိုရင်တော့ Fact Forge YouTube Channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်